နောင်မင်းကြီးရဲ့ဒီဝမ်ခွဲတောင်ကူပင်မင်းရဲ့ဒီဟာခိုင်ပင်မင်းဟာစာကြီးတို့ပေါင်းပြီးဟန်တာဝရီကိုထိုက်ဖြက်စီးမိတင်ရှုခဲ့ကြတယ်စေရှုံးနန္ဒဘင်ကိုတောင်ကူကိုဖမ်းခေါ်သွားပြီးတော့ရေနောင်မင်းတရားကြီးရဲ့စင်ဖြူတော်နဲ့နန္ဒဘင်ရဲ့တပည့်တော်ရှင်ခင်နှောင်းနဲ့သနာဝေစုတို့ကိုရခိုင်ပင်မင်းဟာစာကြီးကယူဆောင်ပြီးတော့မြောက်ဦးကိုပြန်သွားခဲ့တယ်မှုတော်ထမ်းတူဖြစ်တဲ့ပေါ်တူဂီလူမျိုးဖိလစ်ဒီပရစ်တိုကိုဇင်ဂါကူရွှေတိုက်စုပွဲပြည့်အပ်ပြီးတော့တန်လင်းအကောက်ခွန်ရုံးမှာအဆောင်ထားခဲ့တယ်။မကြာခင်ဇင်ဂါကူမြန်မာခေါ်ငစင်ဂါဟာတန်လင်းမြို့ကိုအရမသိမ်းယူခဲ့တယ်။အိန္ဒိယဂွာမြို့မှာရှိတဲ့ပေါ်တူဂီဘီငန်ကျုပ်စီမှာတစ္ဆာခံပြီးတော့တန်လင်းကိုတွေ့ရခဲ့တယ်။ပဲခူးနိုင်စစ်သူကြီးအဖြစ်ဘီရင်ခံကလည်းတူမနဲ့လက်ဆက်ပေးခဲ့တယ်။မြန်မာပြည်စီကသူ့ရထားတဲ့ရွှေဝေရတနာပစ္စည်းတွေကိုရောင်းချပြီးတော့တန်လင်းကိုတင်မောက်ဆင်းနဲ့ခြေစားပေါ်တူဂီလက်နဲ့အင်အားဖြည့်ခဲ့တယ်။စိတ်ကမ်းမျိုးတန်လင်းကနေဒရိုင်းပြေလုံးရဲ့ကွန်ပျူတာရောင်းဝယ်မှုကိုချုပ်ကိုင်ခဲ့တယ်။ငစင်ကာရဲ့အန်ရယ်ကိုမြင်လာတဲ့အတွက်ရခိုင်နဲ့မြန်မာတို့ပူးပေါင်းပြီးတော့1603ခုနှစ်မှာတန်လင်းကိုတိုက်ခဲ့တယ်။ပေါ်တူဂီတို့ရဲ့လက်နဲ့အင်အားတာမှုကြောင့်စစ်ရှုံးပြီးရခိုင်အိမ်ရှိဆန်မင်းခမောင်းအဖမ်းခံခဲ့ရတယ်။သွေးနှထင်ရောက်နေတဲ့ငစင်ကာဟာမြန်မာတပြေလုံးကိုတိမ့်ပိုက်ဖို့အတွက်ဖျားဇေဒီပထိုးတွေမှာရှိတဲ့ခြေခေါင်းလောင်းမှန်သမျှကိုအမြောက်လက်နဲ့သွန်းလုပ်ဖို့အတွက်တင်းယူခဲ့တယ်။14ရာစုနှစ်ကတွင်းလုပ်ခဲ့တဲ့ကမ္ဘာအကြီးဆုံးမက်ဆီဒီခေါင်းလောင်းကြီးကိုရွှေကုံဖျားရင်မြင်တော်ပေါ်မှာရေချောင်းခီးဖြင့်တဲဆောင်သွားစဉ်လမ်းခီး၌လျမြုပ်ခဲ့ရတယ်။ဘင်းကြီးဘာသာကိုအတင်းအကျပ်ကူးပြောင်းစေခဲ့ပြီးမြမတပြေလုံးကိုတိမ့်ပိုက်ဖို့ငစင်ကာရဲ့အကြံဟာရာဇဝင်ရိုင်းလိုက်တယ်။အာကိုတော်ကအတက်ကိုလှုပ်စီးစိမ်ပေးပါလျက်သာသနာဇေဒီပထိုးဖြက်ဌာပနာလူရက်တိုင်တပါအမျိုးယုတ်လက်အောက်ကျွန်းတပေါက်ဖြစ်ချင်တဲ့ဘာတွေတော့အခုပင်စစ်ပြေတန်လင်းကိုရွှေဘွားတော့အောက်သွင်းစေ